မြတ်စွာဘုရားလက်ထက်ကဂရေ80ချမ်းသာတဲ့တထေးအလှူဒန်းအလွန်ဝါဒနာပါသူ့ရဲ့လှူဒန်းဝါဒနာပါပုံကတစ်မျိုးထင်ပေါ်ခြင်းနဲ့ကြော်ကြားခြင်းနဲ့သူမို့လှူနိုင်တယ်ဆိုတဲ့ကြွားခြင်းဝါခြင်းစိတ်ကလည်းရှိတယ်ဟုတ်ပြီလားငါတထေးပဲဆိုပြီးမောက်မာတဲ့မာနကလည်းရှိတယ်လှူတော့လှူတယ်နော်အဲ့လိုစိတ်တွေနဲ့လှူလိုက်တာတဲ့ဂရေ80ကိုကုံရောဂရေ80ကုံသွားတော့စားစရာမဲ့တောက်ရမဲ့ဖြစ်သွားတော့အဲ့ဒီမှာဇနီးမောင်နှံတိုင်ပင်တာတဲ့ငါတို့စားစရာလည်းမရှိဘူးလှူလိုက်လို့ကုံပြီဂရေ80ဘယ်နဲ့လောက်ကြမှာတော့တို့တငယ်ချင်းရှိတယ်သူလည်းပဲအလှူဒန်းဝါဒနာပါတယ်သူ့စီသွားပြီးတို့လှူလေးတွေသွားရောင်းမယ်တဲ့လှူထားတဲ့အလှူတွေဘာဖြစ်မယ်အလှူရောင်းပါတဲ့ဟုတ်လားကောင်းပြီဆိုပြီးလင်မယားနှစ်ယောက်ထိုင်ပြီးတော့တိုင်မင်တာဘယ်မြို့မှာကြောင်းဆောက်တယ်ဘယ်နာမှာဖျားတဲတယ်ဘယ်နာမှာလမ်းခင်မှုတယ်ဘယ်ကျောင်းမှာရေရင်တူးတယ်ဘယ်နာမှာရေစင်လှူတယ်ဘယ်မှာတိမ်ဆောက်တယ်ဘယ်မှာဇရက်လှူတယ်ဟာမပြူတဲ့ကောင်းမှုမရှိဘူးကောင်းမှုတွေကိုအများကြီးတန်းစီရေးသွားကောင်းမှုတွေတန်းစီရေးသွားပြီးတော့အဲ့ဒါလင်မယားနှစ်ယောက်သွားလိုက်ကြသူတို့သိတဲ့တငယ်ချင်းကလည်းဂရေ80ချမ်းသာတယ်အဲ့ဒီမှာသွားမှတရက်ခရီးလမ်းလျှောက်ပြီးတော့သွားလိုက်တာနေ့တဝက်ကျိုးတော့ပြိဿသစ်ပင်တပင်အောက်ထိုင်ပြီးတော့ပင်ပန်းနဲ့ကွာညနေဆောင်ရောက်တော့မှာပဲခဏနားကြအောင်ဆိုပြီးတော့ပါလာတဲ့ထမင်းတုပ်လေးအဲ့မှာနားရင်းနဲ့ဖြေမလို့စားမလို့ဖြေလိုက်တဲ့အချိန်အမျိုးသားကထမင်းတုပ်ဖြေတာတဲ့အမျိုးသမီးကအဲ့ဒီထမင်းတုပ်ကြည့်နေတဲ့အချိန်မှာခွေးပိန်မာလေးတစ်ကောင်ကလာပြီးအစာတောင်းတော့အမျိုးသမီးကကြည်တယ်ကြည်စမ်းခွေးလေးပိန်ချုံလို့ထမင်းတုပ်ကလည်းလေတဲ့ထမင်းတုပ်ကြည့်ရတာကလည်းခတ်သေးသေးလေးပေါ့တကယ်လို့ငါမျိုးသားကငါ့ကိုပိုင်းပြီးတော့ရော့ညီတဝက်စားငါတဝက်စားမယ်ဆိုပိုင်းသာပေးသူခွင့်ပြုမယ်ဆိုရင်တော့ငါရတဲ့တဝက်ငါမစားဘူးခွေးပဲလှူမယ်တကယ်လို့တထုံလုံးငါပေးရင်လည်းငါမစားဘူးခွေးပဲလှူမယ်ဘာဖြစ်လို့တော့မေးလိုက်တော့ငါမစားလို့ငတ်ရင်ဒီတနတ်ပဲညနေငါတငယ်ချင်းစီရောက်ရင်စားဒီခွေးမှမစားရတာတော်တော်ကြာလောက်ပြီတဲ့ပိန်ချုံအမျိုးသားကဖွင့်လိုက်တော့ဟာထမင်းကလည်းနည်းနည်းလေးကိုင်ငါကအမျိုးသားဆိုတော့ညနေစားရမှာငါခံနေရှိတယ်ညိသာစားတော့တထုံလုံးပေးတော့မျိုးသမီးကပြောတယ်မောင်ရဲ့တဲ့ကျမဒီလိုအတွေးလေးဝင်နေတယ်ကျမမစားလို့ငတ်ရင်ဒီတနက်ပဲဒီထမင်းလေးကိုကျမခွေးကြွေးမယ်စိတ်ကူးတာမောင်ခွင့်ပြုရင်ပေါ့ခွေးသွားသရာပြီးမျိုးသားကသူ့မကြွေးမှလည်းကြောက်ရသေးတာလေခွင့်ပြုရင်ပေါ့လို့ပြောလိုက်တော့အမလေးခွင့်ပြုပါတယ်ငါလည်းညီးကသာငါပြန်ပေးငါလည်းအဲ့ဒီခွေးကြွေးမလို့စေတနာတွေဖြစ်နေတာစေတနာသွားတူတာနော်ဟာဒါဆိုကောင်းပြီဆိုပြီးစိတ်တူစေတနာတူနဲ့အဲ့ဒီခွေးလေးကိုထမင်းတွေလှူကြခွေးလေးစားတာကြည့်ပီတိတွေဖြည့်ပြီးတော့နေကြအဲ့ဒီကနေရှေ့ဆက်ခရီးသွားညနေဆောင်တော့တငယ်ချင်းစီရောက်တငယ်ချင်းစီလည်းရောက်ကြရောပြိဿဘာဖြစ်တုံးဆိုတော့ဟိုကမေးတယ်ဟာတငယ်ချင်းတို့ဘာလုပ်လာကြတော့ဘာလုပ်လာတာနောက်မှမေးပါကွာအယောင်းဝင်နဲ့လာတဲ့သာမှတ်လိုက်တော့တို့ထမင်းကျွေးသားဗိုက်စာလို့ဆိုထမင်းကျွေးထမင်းသားလို့ပြီးတော့ဘယ်တို့မင်းတို့ကထမင်းသားလို့ပြီးရောင်းမဲ့ကုန်ပစ္စည်းကဘယ်မှာတော့ဟာဆိုတော့စာရွက်ကြီးထုတ်ပြဟင်ဒါမင်းတည်ထားတဲ့ဖယားတွေကြောင်းတွေတစောင်းတွေပြတ်တတ်တွေငါနဲ့ဘာဆိုင်လို့ဒီအလှတွေလာရောက်တာပဲဟောဗျာအလှရောင်းတယ်မကြဘူးမကြဘူးဒီတကကြားမှုဆိုတာမှတ်လိုက်ကွာအလှမင်းဘယ်လိုလုပ်ရောင်းမှာတော့ဒီလိုလုပ်မယ်တဲ့ချိန်ဝင်တစ်ခုကိုလဲကောင်ချိတ်တယ်ပြီးတော့တစ်ဖက်ကငွေထက်တစ်ဖက်ကကုသိုလ်ထက်ကုသိုလ်နဲ့ငွေညီတဲ့အချိန်ဟာဒါမင်းတန်ဖိုးဖြတ်တာပေါ့ကွာကောင်းပြီဆိုပြီးတော့အဲ့ဒါငွေထုတ်ယူတဲ့ပြီးတော့ချိန်ဝင်တစ်ဖက်တဲ့ထက်ငွေထုတ်ကလေးပြီးဇောက်ထိုးကြီးအောက်ကိုကြားဟိုဘက်ကကုသိုလ်ထဲ့မဲ့ဟာကအပေါ်မှာမြောက်နေမယ်ပေါ့ထဲ့ကွာမင်းပြုတဲ့ကောင်းမှုတွေဆိုတော့ထဲ့လိုက်တာကြောင်းဆောက်တဲ့ကောင်းမှုကြီးထဲပါ၏မလုပ်ဘူးတဲ့ချိန်ဝင်ကဟုတ်လားဖယားတဲတဲ့ကောင်းမှုထဲပါ၏မလုပ်ဘူးလမ်းပြင်တဲ့ကောင်းမှုထဲပါ၏မလုပ်ဘူးထဲလိုက်တာကောင်းမှုတွေသာပြည့်တဲ့စိတ်ရင်းနဲ့ကုံသွားရောငွေဒုက္ခပဲနိုင်တယ်ကုသိုလ်လှုပ်ကိုမလုပ်ဘူးတဲ့ဟဲကောင်ထဲမင်းနောက်ထပ်ထဲစရာကြံသေးလားပြီးတော့မကြံတော့ဘူးကွာငါစင်းရင်တော့ကုံသွားပြီဆိုတော့မျိုးသမီးကဝင်ပြောမောင်ရဲ့တဲ့မောင်နဲ့ကျမလမ်းမှာ
ခွေးပိန်မာလေးကိုစိတ်တူစေရနာတူနဲ့လှူခဲ့တဲ့ကောင်းမှုစင်းလေးမပါဘူးလားဟာမေ့နာဟုတ်သားစိတ်တူစေရနာတူနဲ့ခွေးလှူတဲ့ကောင်းမှုထဲပါဤခမရဆိုထဲတော့အဲ့ဒီမှာငွေတုံကြီးကမြောက်တက်သွားဟဲကောင်မင်းငွေထက်ထဲငွေထဲလဲကုသိုလ်ဒုက္ခလေးပြီးအောက်နစ်ကြထဲလေဒီတိုင်းထဲလေဒီတိုင်းနောက်ဆုံးတော့ပြိဿဘလို့လောက်ကြတော့မေးကြိုက်ကွာမင်းခွေးကျွတ်တဲ့ကုသိုလ်တော်တော်လေးပဲဂရေ80နဲ့တန်ဖို့ဖြတ်မချိန်ဝင်လဲထဲလို့နေရာမရှိဘူးဂရေ80ပေးမယ်ဆိုပြီးတော့ခွေးကျွေးတဲ့ကုသိုလ်ကဂရေ80တန်ဖို့ရသွားတယ်ဟုတ်ပြီလားအဲ့ဒီမှာပြိဿအမျိုးသားကဘလို့ဖြစ်တယ်လဲကွာကျောင်းကြီးဆောက်လိုက်တာသိမ့်ပေါင်းတောင်းချီကုန်ခံပြီးဆောက်တဲ့ကျောင်းကထဲ့လိုက်တော့ချိန်ဝင်မလှုပ်ဘူးဘလို့ဖြစ်တယ်လဲဆိုတော့အမျိုးသမီးကထထောက်တယ်မောင်းတဲ့သိမ့်1000သာကုန်ရတယ်မောင်းဆောက်တဲ့ကျောင်းဖုန်ကြီးနဲ့မောင်းတဲ့စကားများတယ်မို့လားဟုတ်တယ်ကွာငါဆောက်တာဆောက်ရတာစေတနာမပါဆောက်ရင်းနဲ့ဖုန်ကြီးကတစ်မျိုးငါကတစ်မျိုးဟုတ်လားကျောင်းသာလှူလဲရတယ်ပြိဿအဲ့ဒီအလှူမှာဖုန်ကြီးနဲ့ရံဖြစ်ပြီးစေတနာပြက်သွားဘူးတဲ့ဗျာဒါဆိုရင်ဖယားတဲတဲ့ကောင်းမှုကြဘယ်နဲ့တော့အဲ့ဒီတော့ကလည်းရှင်ဂောပကနဲ့စကားများတာပဲဒါဆိုလမ်းလူတဲ့ကောင်းမှုကြီးလမ်းလူတော့လဲရှင်ပဲအဲ့ဒါကြောက်လို့သာလှူရတာလှူခြင်းစိတ်စေတနာမပါဘူးဆိုဟောပြုတ်လိုက်တဲ့ကောင်းမှုတွေလှူဝဲဝတ္ထုကကြီးကြီးမားမားကြီးတွေဒါပေမဲ့စေတနာနဲခဲ့ဘာနဲခဲ့တယ်ခွေးလှူတဲ့ကောင်းမှုကြပြိဿထမင်းတုတ်ကလေးကတေးသေးလေးဘာအားကောင်းခဲ့ညောင်စီလေးလောက်လှူတော်လဲဘာလောက်ရစေတနာကိုပြောတာညောင်ပင်ကြီးလောက်လှူပေမဲ့ဘာလောက်ကလေးရစေတနာကိုပြောတာသူတော်ကောင်းတို့ဟုတ်လား